ကလေးတို့အားလုံးပဲမင်္ဂလာပါ Bedtime Story Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုရင်တော့ပကြီးလှပဇညွန်းကျော်စမ်းဝေသားရေးသားထားတဲ့အစာကိုငန်းကြီးတယန်းဆိုတဲ့ဇလန်းပုံမြင်လေးနဲ့တင်ဆက်ပေးသွားမှာပါဘာယာနတိပြည်မှာစားကောင်းတောက်ဖွယ်တွေကိုအရန်ကိုမှခုံမင်းနှစ်သက်စွာစားတတ်တဲ့တထေးသားတစ်ယောက်ရှိပါတယ်ဒီနေ့အတွက်ကိုတော့အမဲပေါင်တွင်းသားကျော်နဲ့စိတ်ဥအစာတို့ချက်ပေးစမ်းစဖို့မှုကလည်းတထေးအလိုကြပဲတနေ့ကိုဟင်းခွက်90အပြင်အထူးဟင်းလျာတွေလည်းချက်ပြုတ်ပေးရသေးတယ်တထေးမို့တော်တော့တယ်တာမန်လူဆိုရင်တော့ဈေးဘိုးနဲ့မွဲရကြီးရဲ့ဒီစဖို့မှုကတော့တထေးအတွက်မမောမပန်ချက်ပြုတ်ပေးရတဲ့အပြင်ကိုမှတရိษံလေးတွေကိုလည်းချစ်တတ်တဲ့သူဆိုတော့စားကလေးတွေခိုးတွေကိုလည်းအစမပြတ်ကျွေးမွေးတယ်လေမင်းတို့ကစံစပါးပဲဒါပဲစားတတ်တာ哦လူတွေလိုသာစားတတ်ရင်တထေးပွဲတော်ကြတဲ့ဟင်းနေနဲ့တဝါကြီးကျွေးကျင်တယ်ကွာစဖို့မှုကလည်းသူ့ရဲ့စဖို့ဆောင်ကခိုးလေးတွေနေနိုင်မှုအတွက်ခိုးအတိုက်လေးတွေလည်းလှုပ်ထားပေးသေးတယ်ကဲမိုးလေလုံးမီအေးစစ်စစ်နေကြပြီတော့ဒီလိုမျိုးစဖို့ဆောင်မှနေတဲ့ခိုးအတိုက်ထဲမှာဖျားလောင်းခိုးတကောင်လေးရှိတယ်ဒီဖျားလောင်းခိုးကသူ့တပားအပေါ်ကိုကျင်နာတက်ပြီးတော့အစာကိုအာတာငန်းငန်းလူယူစားတော့တာမျိုးမလုပ်ဘူးတနေ့မှာတော့အရန်ဆက်စုတက်တဲ့ကြီးတကောင်ကစဖို့မှုချက်ပြုတ်နေတဲ့စဖို့ဆောင်ပေါ်မှာနားရင်နဲ့စဖို့မှုတော့ဘာတွေချက်ပြုတ်နေလဲမသိဘူးအနားသွားကြည့်အောင်ပါပဲထုတ်တန်းမော်ကလှမ်းကြည့်လိုက်တော့ကြီးကန်လဲတရေတွေယူသွားတယ်ဟာကြည်စမ်းအသားငါစုံနေလှပါလားနီနီရဲရဲနဲ့အမဲသိကြီးကလည်းစားခြင်းစရာအိုးဒီဘက်ကငါးကြော်ကြီးကလည်းဖဲ့စားလိုက်ရင်စိမ့်မဲဟုတ်ပြီဒါတွေကိုနေ့တိုင်းစားဖို့ငါဘယ်လိုလုပ်ကြမလဲနေ့တိုင်းစားရဖို့ကဒီမှာနေရဖို့အရေးကြီးတယ်ဒီမှာနေရဖို့ကလည်းဒီမှာနေတဲ့တူဦးနဲ့ပေါင်းတင်တာမှဖြစ်မှာပဲကြီးကန်လဲဟိုဟိုတီတီရှာဖွေကြည့်တော့ခိုးအိမ်ထဲကနေထွက်လာတဲ့ဖျားလောင်းခိုကိုသွားတွေ့တယ်။ဟုတ်ပြီဒီခိုနဲ့အပေါင်းအသင်းလုပ်ထားမှဖြစ်မယ်။အဲဒီနောက်တော့ကြီးကန်ကလည်းဖျားလောင်းခိုကိုချောင်းကြည့်နေပြီးတော့ဖျားလောင်းခိုအစာရှာထွက်သွားတာကိုမြင်တာနဲ့နောက်ကနေလိုက်ပါတော့တယ်။ဝင်ရောမဖျားလောင်းခိုကလည်းကြီးကန်တကောင်အနောက်ကနေတကောက်ကောက်လိုက်နေတာလည်းမြင်ရောကြီးကိုမေးလိုက်တယ်။အတင်ကြီးကန်ကျုပ်ရဲ့နောက်ကိုဘာအကြောင်းကြောင့်လိုက်နေတာလဲ။တင်းရဲ့အမူအရာအိမ်တွေရှိတဲ့ပုံသဘောကျလို့လိုက်ရတာပါတင်းနဲ့လည်းအဆွေခင်ပုံဖွဲ့ခြင်းလို့ပါအဆွေဖွဲ့လို့ကရပါတယ်ဒါပေမဲ့တင်းတို့စားတဲ့အစာနဲ့ကျုပ်တို့စားတဲ့အစာဆိုတာလုံးဝမတူညီဘူးတင်းတို့စားသလိုစားပါမယ်ဗျာနောက်ပြီးတော့အသင့်ကိုလည်းအလုပ်ကျွေးပြုခြင်းနဲ့တပည့်ခံဝင်ပြုပါကောင်းပါပြီလေစိတ်ကောင်းရှိတဲ့ဖျားလောင်းခုမင်းကလည်းကြီးကန်းရဲ့လှည့်ပြားမှုကိုမသိဘဲနဲ့မိတ်ဆွေအဖြစ်လက်ခံလိုက်ပြီးတော့သူတို့ခိုးရနေတဲ့စဖိုးဆောင်မှာလက်ခံလိုက်တယ်နောက်နေ့ကနေစပြီးတော့ဖျားလောင်းအစာရှာထွက်ပြီးဆိုရင်အတူတူလိုက်ပြီးတော့ဘဲရီစပားတွေထမင်းစီတွေကိုစားဟန်ဆောင်ဖျားလောင်းခုမင်းကိုယုံကြည်အောင်လုပ်ပြတယ်ဒီပဲနဲ့ကောင်းတဲ့နေရငါအစာမှမဟုတ်ပဲဘိုက်စားလိုက်တာကောင်းငင်ပေါ်မှာပြန်ဝဲနေရင်းနဲ့ဖျားလောင်းခုမင်းမသိအောင်မြေပြင်ကနောက်ချီးပုံကိုတွေ့ပြီးတော့ဟောနောက်ချီးပုံထဲမှာပိုးကောင်နေအလစ်မှာသွားစားလိုက်အောင်မကြီးကန်လေဝမ်းပြေးသွားပြီဆိုတော့ခက်တီတီနဲ့ဖျားလောင်းခုမင်းကိုတရားဟောလိုက်တယ်အသင်ခုမင်းအစာဒီလောက်စားရရင်ဝမ်းဝပါပြီဝမ်းပိုက်အတိုင်းရှိကိုတိဖို့ကောင်းပါတယ်အစာကျူရင်မကောင်းပါဘူးအခုမိုးချုပ်တော့မင်းအတိုက်ကိုပြန်ရအောင်အဲ့ဒီနောက်မှာတော့ဖျားလောင်းခုမင်းနဲ့အတူစဖို့ဆောင်ကိုတူတူပြန်ခဲ့ကြလေတယ်စဖို့မှုလဲခိုးအုပ်ထဲမှာကြီးတဲ့ကောင်ကိုတွေ့ရတော့အံ့ဩသွားပြီးတော့သူ့ခမသင်းခွဲပြီးတော့ဒီကိုရောက်လာတာတနာပါတယ်လေငါခိုရဲ့အဖော်ပဲသူ့အတွက်ကြီးရင်လေးစောက်ပေးဦးမှာကျင်းနာတက်တဲ့စဖိုးမှုကလည်းကြီးတိုက်လေးတစ်ခုလုပ်ပေးတယ်။ကြီးကန်ကလည်းအရန်ကိုမှပျော်ရွှင်သွားတာပေါ့။ငါ့ကိုအတိုက်တောင်လုပ်ပေးတယ်။နောက်နေ့ကနေစပြီးတော့အသားငါမပြတ်တီးရတော့မယ်။ကြီးကန်က4ရက်တောင်မှဖျားလောင်းခုမင်းနဲ့အတူအစာရှာထွက်တယ်။ရုံအောင်အယုံသွင်းရမယ်။မိတ်ဆွေခုမင်းဒီနေ့တော့အရှိဘက်ကိုသွားရအောင်။မိတ်ဆွေကြီးသဘောပါပဲ။9ရက်မြောက်နေ့ကိုလည်းရောက်တော့နက်နက်စောစောစီစီစဖို့မှုကလည်းထုံးစံတိုင်းတထေးကြီးအတွက်ဈေးကနေအမဲကျက်ဘဲဝက်ငါမျိုးစုံနဲ့ဟင်းလျာတွေဝယ်လာပြီးတော့စဖိုးဆောင်ရဲ့စပွဲကြီးပေါ်မှာဖြန့်တင်တာတွေဈေးဝယ်ရတာချွေးကိုပြန်သွားတာပဲရေရင်းမှာရေတမုတ်နှမုတ်လောက်ချိုးမှပြီးမှတထေးအတွက်အကောင်းဆုံးဟင်းတွေချက်ကမယ်စဖိုးမှုလည်းရေရင်းကိုလည်းထွက်သွားရောဒီအချင်းရာကိုမြင်တဲ့ကြီးကန်းကလည်းအခွင့်အရေးတစ်ခုရသွားသလိုဝမ်းသာသွားတာပေါ့ကြည်စမ်းအသားတွေငါးတွေကျင်းတရေရိုလာပြီအပြက်တီးရတော့မေဒီလိုနဲ့အတိုက်ထဲကနေကြည်ပြီးတော့ကြံစီနေတော့ဖျားလောင်းခုမင်းကလည်းကြီးအတိုက်ကိုရောက်လာတယ်အသင်ကြီးအဲ့ရထားတော့လေအစာရှာထွက်ရအောင်ဒီအခါမှာတော့အကြံစီတွေနဲ့ကြီးကလေအိုးအသင်ခုမင်းကျ
ကျွန်ုပ်ရဲ့ဗိုက်ထဲကထိုးအောင်ပြီးတော့အစာမကြေယောဂဖြစ်နေတယ်ဒီနေ့တော့သင်ပဲသွားပါတော့အဆွေကြီးတို့မြည်သည်အစာမကြေခြင်းဆိုတာမရှိပါဘူးသင်တို့ရဲ့ဝမ်းမှာစီမီလိုဝမ်းတွင်းလောင်ကျွမ်းအားကောင်းတော့ဘယ်အစာမဆိုကြည့်လွယ်ပါတယ်အသင်ခုမင်းမသိပါဘူးလေကိုယောဂအကြောင်းကိုပဲသိပါတယ်ဒီအခါမှာတော့ဖះလောင်းခုမင်းကလည်းစဖို့ဆောင်ကိုလန့်ကြည့်လိုက်တော့စပွဲကြီးပေါ်မှာချက်ပြုတ်ဖို့ပြင်ဆင်ထားတဲ့အမဲသားငါဓာတွေကိုတွေ့သွားပြီးတော့အိုးအဆွေကြီးကငါနဲ့သာအစာရှာလိုက်ခဲ့ပါတင်းအစာဖြစ်တဲ့အမဲသားငါတွေကိုတင်းမြင်နေပြီမဟုတ်လားမပြုတ်သင့်မပြုတ်ထိုက်တာတွေမပြုတ်ပါနဲ့ငါနဲ့သာလိုက်ခဲ့ပါဒီအခါမှာလေကြီးကန်းကသူ့ရဲ့အကြံစီကိုကြိုတင်သိနေတဲ့ခုမင်းကိုဒေါသတွေထွက်ပြီးတော့ခက်ခက်ထန်ထန်ပြောလိုက်တယ်အသင်ခုမင်းတင်းပါတင်သွားတော့ကျွန်တော်မလိုက်ဘူးကောင်းပါပြီမမေးမလျော်ပဲနေရတော့ခိုမင်းလည်းထွက်သွားရောကြီးလည်းအစာစားဖို့တက်ကြံစီတော့တယ်ခိုစုပ်ကွာလာပြီးတော့တရားဟောနေတယ်သူ့ကိုပြောတာနဲ့စပုံမှုပြန်လာရင်ဘာမှလုပ်လို့မရတော့ဘူးပြောနေကြတယ်ကြီးကန်လည်းအတိုက်ကထွက်ပြီးတော့တရှိန်တို့အမဲငါအသားတွေပုံထားတဲ့စပွဲကြီးပေါ်ထိုးဆင်းသွားတယ်ပထမတော့အမဲသားကိုချီပြီးပြေးဖို့ကြမ်းတယ်ဒါပေမဲ့ရွှေငချင်းကြီးကိုတွေးလိုက်ရတယ်လေအိုးအချိန်ကသိမ့်မရဘူးငချင်းသားစားရရင်ကောင်းမယ်အမဲသားကိုပြန်လှုပ်ချငချင်းကိုချိန်ပြန်နေ။အိုးဟိုမှာဝက်အသေးကြီးပါလားစားလိုက်ရရင်ကောင်းမှာ။တစ်ဖက်ငချင်းကိုပြန်ချဝက်အသေးကိုချီပြန်နေ။ဒီတစ်ခါလေစိတ်သားနီနီရဲရဲကြီးကိုလည်းမြင်ကောစိတ်သားမစားရတာကြပြီ။ဝက်အသေးတုံးကိုပြန်ချစိတ်သားတုံးကိုကိုက်ချီတန်မာတဲ့စဖုံမှုရဲ့လက်တစ်ဖက်ကလည်းကြီးကန်းရဲ့လဲမျိုးကိုဖမ်းဆုပ်ကိုင်းလိုက်တော့တယ်။ကြီးရုပ်ငါနောက်ကနေချောင်းနေတာနင်းလိုရုံမာတဲ့ကောင်ကိုပညာပေးရမယ်။ငါမှတော့တနာလို့နေစရာလေးပေးထားရတာဒင်းကဒီယုံမြင်လို့ဒီချုံထွင်းတာကိုစဖို့မှုလဲကြီးကန်းကိုအစိမ့်လိုက်အမွှေးတွေပြောင်းနှုတ်တော်တယ်အမလေးနားလာပါပြီဗျာနာစံနာအောင်လောက်တာကြီးတကူမအော်နဲ့ကြီးကန်းကလည်းအော်ဟစ်ပြီးတော့ပြက်ပြက်လူနေတော့တယ်တကိုယ်လုံးကအမွှေးတွေလည်းပြောင်းသွားရောစားချင်းငရုတ်သီးမုတ်တွေကိုဖျော်ပြီးတော့ကြီးကန်းရဲ့တကိုယ်လုံးကိုတုံးလိမ့်တော့တယ်ကြီးကန်းလည်းအမွှေးနှုတ်ခံလို့အရေပြားတွေပေါက်ပြင်းနေရတဲ့အထက်ငရုတ်သီးမုတ်တွေစားတွေချင်းတွေနဲ့အလူးခံလိုက်ရတော့ဖြက်ပြက်လူပြီးတော့ဝေဒနာကြီးကိုခံစားရတော့တယ်။ကဲမှတ်ပြီလား။ကြောက်ပါပြီဗျာ။နောက်ခိုးစားအောင်မလား။မခိုးတော့ပါဘူးဗျာ။အဲ့ဒီနောက်တော့စဖို့မှုလဲလှောင်ရင်နဲ့ထည့်ပြီးတော့နေပူပူမှာထုတ်ထားလိုက်တယ်။ကဲနေပူပူမှာခဏအိတ်လိုက်အောင်။ညနေဆောင်တော့ဖះလောင်းခုမင်းလဲအစာရှာရကပြန်လာပြီးတော့ကြီးကန်းကိုရှာကြည့်တော့စဖို့ဆောင်အပြင်ဘက်လှောင်ရင်ထဲမှာကြီးကိုသွားတွေ့တယ်။ဖះလောင်းလေလောင်ရင်ထဲကကြီးကိုလည်းတွေ့ရောကြီးကိုစုံမခြင်းနဲ့စိတ်ကြောက်ခနဲ့လိုက်တယ်။အိုးဦးစွန်းဖုတ်လေးနဲ့တော်တော်လှတဲ့ဗျိုင်းလေးပါလား။အသင်ခုမင်းကျွန်ုပ်ကိုမလောင်ပါနဲ့ဗျာ။ကျွန်ုပ်ကတင့်ရဲ့မိတ်ဆွေကြီးပါ။ကျုပ်သိပါတယ်။ဒါကြောင့်လဲကျုပ်မနက်ကတင့်ကိုသတိပေးသွားတယ်လေ။မဟုတ်ဘူးလား။ဟုတ်ပါတယ်ခုမင်း။ငါလျှက်ပေါ်လော်လီအစာကိုတက်မှတ်မှုတွေကြောင့်စဖို့မှုကငါရဲ့အမွှေးတွေကိုအစိမ့်လိုက်နှုတ်ငရုတ်သီးတွေစားတွေဂျင်းတွေနဲ့နေပြီးတော့အခုလိုနေပူပူကြီးထဲမှာလှောင်အင်းနဲ့တနေကုန်ပစ်ထားတာအစာလည်းမကြွေရေလည်းမတိုက်ဒါတွေကလောဘမထိန်နိုင်လို့ဖြစ်ရတာပါတင်စကားကိုနားမထောင်လို့ဖြစ်ရတာအိုးတင်ကူကံကောင်းလို့အသက်ရှည်ပေမဲ့အခုလိုမျိုးဒုက္ခတွေတွေ့ရအောင်ပါပဲဘာကြောင့်လဲဆိုတော့တင်ရဲ့လျှက်ပေါ်လော်လီပြီးတော့လောဘကြီးတဲ့ပင်ကိုစရိုက်ကတင်ကိုဒုက္ခပေးနေလိမ့်မယ်အမှန်တကယ်တော့ငှက်ဆိုတာလူတို့အသုံးဆောင်ကိုမသုံးဆောင်ထိုက်ဘူးငါလည်းဒီအရက်မှာမနေတော့ပါဘူးအဲ့ဒီနောက်တော့ဖះလောင်းခုမင်းလေဒီရက်ကနေတခြားရက်ကိုပြောင်းရွှေ့သွားတော့တယ်ကြီးကန်းကလည်းသူ့ရဲ့အပြစ်ကိုခံရင်းနဲ့တညာလုံးလောင်ရင်ထဲမှာနေရတော့တယ်မနက်မိုးလင်းဈေးသွားကနီးမှစဖို့မှုကလည်းကြီးကန်းကိုတတိယလို့လောင်ရင်တကားကိုလည်းဖွင့်ပေးလိုက်ရောကြီးကန်းကသေနေပြီလေအိုး तू သေသွားပါရောလားငါမေ့သွားတယ်ကွာဒီဇက်တော်ကတော့လောကမှာရသမျှမတင်းတိမ်မရောက်ရဲဘူးဆိုရင်တက်မှတ်မှုရဲ့အာယုံနောက်ကိုလိုက်ရင်းနဲ့အသက်ဆုံးရှုံးရနိုင်နေဆိုတာသင်ခန်းစာတွေပေးထားတာပါဇလန်းပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးပါပြီနောက်လဲဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ဇလန်းပုံမြင်လေးတွေနားဆင်ကြနေဆိုရင် channel လေးကို like and subscribe လုပ်ထားပေးပါဦးနော်